မင်္ဂလာပါ S series ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ anime series ကောင်းနေတဲ့တစ်ခုဖြစ်တဲ့ Jujutsu Kaisen ရဲ့ episode 1ကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Itadori Yuji ဟာရုပ်ပိုင်းဆိုင်ရာအရန်အားကြီးတဲ့ထက်တန်းကျောင်းသားလေးတစ်ယောက်ပါ။သူ့ရဲ့ခွန်အားတွေကတာမန်အားကစားသမားတွေထက်သာလွန်ပေမဲ့သူကတော့လှုပ်ဝက်စမ်းကြယ်မှုသူတေသနာ club လို့ခေါ်တဲ့တပ်ဝင်လှုပ်ရှားမှုမရှိတဲ့ club မှာပဲပါဝင်ခြင်းနေပါတယ်။အဓိကအကြောင်းကတော့ကျောင်းစင်းချိန်မြန်မြန်ရပြီးဆေးရုံမှာရှိတဲ့သူ့ရဲ့အဖိုးကိုဂရုစိုက်ခြင်းလို့ပါ။ချိန်နှဲငယ်ကြာတဲ့အခါယူကြီးရဲ့အဖိုးဟာဆုံးပါသွားခဲ့ပြီးမဆုံးခင်မှာခြားသူတွေကိုကူညီပေးပါနဲ့လူတွေနဲ့ဝိုင်းရံပြီးမှသိဆုံးပါစေဆိုတဲ့ဖိုးရန်ဆုံးမစကားနှစ်ခုကိုယူကြီးကိုပေးသွားခဲ့ပါတယ်။ဒီစကားနှစ်ခုဟာယူကြီးရဲ့ဘဝလမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့တာပါ။ဆေးရုံကနေပြန်လာတော့ဖူရှီကူရိုမီဂူမီလို့ခေါ်တဲ့ဂျူဂျုစုကျင်းစာပညာရှင်တယောက်နဲ့တွေ့ဆုံပါတယ်။ဖူရှီကူရိုဟာယူဂျီတို့ကျောင်းကစွမ်းအားကြီးတဲ့ကျင်းစာပစ္စည်းတစ်ခုဖြစ်တဲ့စုကုနာရဲ့လက်ချောင်းကိုပြန်ယူဖို့ရောက်လာတာပါ။ယူဂျီရဲ့လှုပ်ဝက်စမ်းကြယ်မှုသူတေသနာကလပ်ကကျောင်းသားတွေဟာဒီပစ္စည်းကိုတပ်ဝင်လှုပ်ရှားစေဖို့အတွက်တစိ့ကိုဖွင့်လိုက်ပြီဆိုတာဖူရှီကူရိုသိလိုက်ရချိန်မှာတော့အခြေအနေကတင်းမာလာပါတယ်။ကျင်းစာလက်ချောင်းရဲ့တစိ့ကိုဖွင့်လိုက်တာနဲ့ပဲကျင်းစာတစ်စေရီဟာကျောင်းစီကိုအများပြားစုပြုံရောက်ရှိလာပါတော့တယ်။ဒီတစ်စေရီဟာလူတွေရဲ့အနှုတ်လက္ခဏာစိတ်ခံစားချက်တွေကနေပေါက်ဖွာလာကြပြီးတာမန်လူသားတွေမမြင်နိုင်မတိုက်ခိုက်နိုင်ပါဘူး။ဖူရှီဂူရိုဟာသူ့ရဲ့ရှီကီဂါမီတွေဖြစ်တဲ့တဆေခွေးနှကောင်ကိုခေါ်ထုတ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။သူဟာဂျူဂျုစုပညာရှင်တယောက်ဖြစ်တာကြောင့်တဆေစွမ်းအင်ကိုအသုံးပြုနိုင်ပေမဲ့ဒီတဆေတွေကသူတင်ထားတာတဲ့ပိုအားကြီးနေပါတယ်။အန်နီရဲ့ကြားကသူ့တငယ်ချင်းတွေကိုကယ်တင်မှုအတွက်ယူဂျီဟာချိန်မီရောက်ရှိလာပါတယ်။သူ့မှာတဆေစွမ်းအားမရှိပေမဲ့ရုပ်ပိုင်းဆိုင်ရာအင်အားကတော့အမကန်ပါ။ဖူရှီကူရိုရဲ့သတိပေးစကားတွေကိုလစ်လျူရှုပြီးယူဂျီဟာကျိန်စာတဆေတကောင်ကိုလက်ပလာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုစတင်လှုပ်ခါလိုက်တာပါပဲ။တိုက်ပွဲချိန်မြင့်လာချိန်မှာယူဂျီနဲ့ဖူရှီကူရိုတို့ဟာကျိန်စာတဆေတွေရဲ့ကြောင်ပိတ်ခြင်းကိုခံနေရပါတယ်။အဲ့ဒီအချိန်မှာယူဂျီဟာအန်နီရဲ့ရှိတဲ့စုကုနာရဲ့လက်ချောင်းကိုတွေ့လိုက်ပါတယ်။ဒီလက်ချောင်းကိုဖူရှီကူရိုကပြန်သိမ်းဖို့ကြိုးစားနေတာပါ။တငယ်ချင်းတွေကိုကယ်တင်ဖို့နဲ့အဖိုးရဲ့လူတွေကိုကူညီပါဆိုတဲ့စကားကိုနားထောင်ဖို့အတွက်ယူဂျီဟာစက္ကန့်ပိုင်းအတွင်းဆုံးဖြတ်ချက်ချလိုက်ပြီးလက်ချောင်းကိုမတွန့်မဆုတ်ဘဲစားသုံးလိုက်ပါတော့တယ်။ဒီလောက်ရဟာအင်မတန်အင်အားကြီးတဲ့ကျင်းစာဘရင်စုကုနာကိုနိုးထစေလိုက်ပါတယ်။စုကုနာဟာရူဂျီရဲ့ခန္ဓာကိုယ်ကိုခဏတာထိန်းချုပ်လိုက်ပြီးကြီးမားတဲ့စွမ်းအားနဲ့ပတ်ဝန်းကျင်ကကျင်းစာကောင်းတွေကိုဖြိုခွင်းလိုက်ပါတယ်။ဒါပေမဲ့အန်ဩစရာအကောင်းဆုံးပိုင်းကတော့ယူဂျီဟာစုကုနာရဲ့ထိန်းချုပ်မှုကိုအနိုင်ယူပြီးခန္ဓာကိုယ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလိုစွမ်းအင်ရည်မျိုးကနှစ်တစ်ထောင်အတွင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။ယူဂျီဟာရိုးရိုးသားသားကျောင်းသားတစ်ယောက်မဟုတ်တော့ပဲဂျူဂျုစုလောကအတွက်အကြီးမားဆုံးချင်းချောင်းမှုသို့မဟုတ်အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်လာပါတော့တယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့မှာ episode 2ကိုဆက်လက် recap လုပ်ပေးပါအောင်မယ်။